တရုတ်ဆိုင်မှာမှာမယ်ဆိုရင်ဘလို့မှာလို့ရတယ်နော်ဒါအသား3မျိုးနဲ့အကင်းအားလုံး17ကြက်လောက်ကြာမယ်ဆိုရင်ပြေကြီးငါဒါပြေကြီးငါကြီးထည့်လို့ရှိရင်တစ်ကြက်ပို့ပေးရတယ်ဘဲရင်ထည့်ရင်ပြားအစိတ်ပို့ပေးရတယ်ခောက်ရှိုးနော်မင်းရယ်ရွက်ပြုတ်လေးရပါတယ်တယောက်တည်းတော့မကုန်ပါဘူးအမားနဲ့စားပါမယ်နှစ်ယောက်အထုံပြုတ်ကတော့8ချက်ထင်တယ်9ချက်ပေါ့လုံအောင်ကျော်ငါလည်းခဲလိုက်ရတာပါပြင်းနေမယ်ရရုံးဆိုင်မှာရှာဖွေသွေးရှိတယ်ငပိချက်ရှယ်နော်ဒီပြေကြီးငါးလေးနဲ့လိုက်တယ်မိုးရင်းနေရပဲပထမမနေ့ကတော့ရုပ်ကြီးကြည့်ပြီးတော့တိတ်စုံပုံမရဘူးလို့မီးလိုက်မိုးရင်းနေအားနေနဲ့ကောင်းလို့ခောက်လေးလာကြိုက်တယ်ထောက်ပြန်အဲ့လိုစိုင်းမှန်စားမှရှယ်